မင်္ဂလာပါ Facebook မိတ်ဆွေများခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့စီးကိုဖောက်ရဲသောအာဂမိန်းမမြတ်များပေါ့နော်အာဂအမျိုးသမီးများစီးကိုဖောက်ထွက်ရဲသောထိုးဖောက်ရဲသောဖောက်ထွက်ရဲသောရဲစွမ်းတတ္တိနဲ့ပြည့်စုံတဲ့အာဂအမျိုးသမီးများအပိုင်းနှစ်ပေါ့နော်ဆိုတော့ကျွန်တော်စူးစမ်းသွားပါမယ်ဗုဒ္ဓဟူးနေ့မနေ့တိုင်းဒီအာဂအမျိုးသမီးများအကြောင်းကိုကျွန်တော်ဆက်သွားပါမယ်ဒီနေ့ကျွန်တော်ဒုတိယပိုင်းဒီနေ့ကျွန်တော်တို့တင်ပြခြင်းနဲ့ဆွေးနွေးခြင်းနဲ့အရာကတော့ဒီထွတ်မြောက်ရဲ့အရာချမ်းမှာကျွန်တော်တွေ့ရတဲ့ဒီ yes အမတန်မှ yes ဆွမ်းတတိနဲ့ပြည့်စုံတဲ့ပြည့်ဝတဲ့ဒီအမျိုးသမီးနှစ်ယောက်အကြောင်းဖြစ်ပါတယ်ဆိုတော့ထွတ်မြောက်ရာချမ်းရဲ့နောက်ခံအခြေအနေကဘာလဲဆိုတော့ဒီ Egypt Empire ကြီးကပြန်ပြီးတော့နလန်ပြန်ထူလာတယ် Egypt Empire ကြီးကပြန်ပြီးတော့သူတို့ဒီလက်လွတ်ဆုံးရှုံးခဲ့တဲ့ဒီတကိုးပေါတကိုးအင်အားကိုပြန်လဲရရှိပြီးတော့ Egypt Empire ကြီးကိုပြန်တည်ဆောက်တဲ့အခါမှာဘယ်လိုဖြစ်လဲဆိုတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ယောသတ်ကိုမသိတဲ့ Egypt ပေါ့နော်အဲဂုတ်တုရှင်ဘုရင်တပါးပေါ်ထွက်လာတဲ့အခါမှာဒီဣတိလလူမျိုးတွေကအင်မတန်မှအဲ့ဒီဘယ်လိုပြောမလဲမြေဝဂျွန်းပေါ်ဒီဒေတာဒီမှာပေါ့နော်ဒီအင်မတန်မှပေါ်များတယ်အင်မတန်မှများပြားလှတဲ့အခါမှာဒီဖာရောဘုရင်တွေကစိုးရိမ်တယ်တကယ်လို့ဒီ Hebrew အနွယ်တွေကအဲ့လောက်ကြီးများလာပြီဆိုရင်ငါတို့ရဲ့လုံခြုံရေးပေါ့နော်ငါတို့ရဲ့လုံခြုံရေးငါတို့ရဲ့အမျိုးသားရေးထိပါလာနိုင်တယ်ထိပါလာနိုင်တာပဲမကဘူးအင်မတန်မှကြောက်စရာကောင်းလာတယ်ငါတို့အတွက်ချင်းချောက်မှုကြီးဖြစ်လာတယ်ဆိုပြီးတော့စဉ်းစားမိတဲ့အခါမှာသူတို့အကြံစီထုတ်တယ်ကျွန်တော်တို့ဒီဗမာကျမ်းစာထဲမှာတော့ဘယ်လိုရေးထားလဲဆိုတော့လိမ္မာစွာပေါ့နော်လိမ္မာစွာဒီစကလုံးဆိုတဲ့စကလုံးကိုသုံးတယ်ထွတ်မြတ်ရာချမ်းအခန်းကြီး1အပိုက်ငယ်30လာကြသူတို့ကိုလိမ္မာစွာပြုကြစို့ပေါ့နော်ပညာသားပါလိမ္မာပါနတ်စွာသူတို့ကိုခိုင်းစီမယ်လိမ္မာပါနတ်စွာသူတို့ကိုအမျိုးမပွားအောင်လုပ်မယ်ပေါ့နော်ဆိုတော့သူတို့ဘာလုပ်လဲဆိုတော့ငင်းပတ်နှိပ်စက်ခြင်းကိုစလာပြီးအင်မတန်မှကြီးမားတဲ့စီမံကိန်းကြီးတွေဖော်ဆောင်ပြီးတော့ဒီ Hebrew အမျိုးတွေကိုဂျွန်ကဲ့သို့ဆက်ဆံလာတဲ့ခိုင်းတဲ့အာရဆက်ခိုင်းတယ်ပေါ့နော်တိုးတော်လည်းပဲဒီလူတွေကအမျိုးကပွားတစ်ထက်ပွားလာတယ်ပေါ့နော်ကျွန်တော်တို့ကျမ်းစာကိုဖတ်မယ်ဆိုရင်အဲ့ဒီမှာနောက်ထပ်အကြံတစ်ခုထပ်ထုတ်လိုက်တယ်ဖာရောတွေကဘာကိုထုတ်တယ်လဲဆိုတော့ဟုတ်ပြီဒီဟေဘရဲအမျိုးတွေကိုကလေးမွေးတဲ့အခါမှာသားယောက်ျားမွေးတယ်ဆိုရင်အဲ့ဒီမွေးတဲ့နေရာမှာပဲတပ်ပစ်လိုက်ဆိုပြီးတော့ဒီအမိန့်ပေးတယ်ပေါ့ဆိုတော့ဒီခေတ်တုန်းကဒီလွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာပေါ့နော်ဒီလွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာ Egypt ရဲ့အေဂုတ်တုပြည်ရဲ့civilization ဆိုရင်အင်မတန်မှရှေးကြတယ်လွန်ခဲ့သောနှစ်ပေါင်းအာ4000လောက်ပေါ့နော်အခု2000ကျော်ရှိပြီဆိုတော့ဒီအဲ့ဒီလောက်တုန်းကဒီရှေးရင်ချင်းမှုထုံးတမ်းမှာဘာလဲဆိုတော့ဘယင်တွေကိုအင်မတန်မှအမြင့်မြတ်သောနေရာမှာထားတယ်ဘယင်တွေဆိုတာကတာမန်လူမဟုတ်ဘူးဒီဖာရောဘီယန်အီဂျစ်အေဂုတ်တုပြည်ရဲ့ထွန်းကားတဲ့အချိန်မှာ
ရှင်မင်းတွေဖာရောတွေဆိုတာကဘုရင်ဖဖျားအမျိုးနွယ်ပဲပေါ့နော်ဖျားစီကဆင်းသက်လာတယ်ဒီအမိတ်အာဏာအခွင့်အာဏာတကိုးကလည်းတာမန်လူနဲ့မတူဘူးဒီလူတွေကဒီဖျားသားသမီးတွေပေါ့နော်ဆိုတော့တကိုးလဲကြည့်တယ်အော်သူတို့ရဲ့နှုတ်မှာအရာရာအားလုံးကဒီရှင်မလားသေမလားကြေပွားမလားအကုန်လုံးကသူတို့ရဲ့နှုတ်ဖျားမှာရှိတဲ့အချိန်ဆိုတော့သူတိုင်းပြည်အုပ်ချုပ်တဲ့နေရာမှာအရာအားလုံးကဒီဘုရင်တွေရဲ့ပိုင်ဆိုင်မှုပေါ့နော်လူတွေအကုန်လုံးပေါ့ဆိုတော့ဒီချိန်မှာအမှန်အမှကြောက်စရာကောင်းတဲ့အာနာရှင်ကြောက်စရာကောင်းတဲ့ဒီအာနာရှင်တွေရဲ့ဒီအုပ်ချုပ်မှုခေတ်လို့ပဲပြောရမှာပေါ့ဒီတက်ဦးဆန်ပိုင်လို့ပြောမလားကျွန်တော်ဗမာဒီတက်ကြရအပိုင်းမှာဘယ်လိုပြောလဲတော့မသိဘူးပြောချင်တာကလူတွေရဲ့အသက်ကိုလည်းသူတို့ပိုင်တယ်လူတစ်ယောက်ကိုသေစေးဆိုရင်ဒါသေတာပဲဒီတစ်ယောက်ကိုရှင်စေးဆိုရင်လည်းအဲ့လောက်ထိအာတကောဆွမ်းအားဘယင်တွေမှာရှိတဲ့အချိန်လွန်ခဲ့တော့နှစ်ပေါင်း4000ကိုမပြောပါနဲ့ကျွန်တော်တို့ဒီအာနာရှင်တွေကြီးပွားတဲ့ခေတ်သစ်တွေမှာအာနာရှင်တွေထုံးကားတဲ့အာနာရှင်တွေဂျေဆိုတဲ့ခေတ်သစ်မကြသေးဘူးမနေ့တနေ့ကအာနာရှင်တွေရဲ့ကျင့်သုံးတဲ့အရာကဒါပဲလေဒီခေတ်သစ်တမိုင်းမှာအာနာရှင်တွေရဲ့နှုတ်ဖျားမှာအသက်ဆိုတာရှိတယ်ဒီလိုရှင်မလားသေမလားဒါမနေ့တနေ့ကဖြစ်ပျက်တဲ့အရာအခုလက်ရှိကဘာကြီးမှာကျွန်တော်တွေ့ကြုံနေရတဲ့နေရာအာနာရှင်တွေရှိတဲ့နိုင်ငံရှာကြည့်ပါစဉ်းစားကြည့်ပါမြင်ကြည့်ပါကျွန်တော်ကိုယ်တိုင်ဒီဖြတ်ကျော်လာခဲ့တဲ့အာနာရှင်စနစ်မှာလည်းဒါပဲလေအာနာရှင်တွေရဲ့နှုတ်ဖျားမှာအသက်ရှိတယ်ကြီးပွားခြင်းရှိတယ်အဆုံးစွန်ကသူပဲဆိုတော့ဒီအာနာရှင်တွေရဲ့သဘောတရားကိုကျွန်တော်တို့နည်းနည်းလေးအကျယ်တဝင့်ရှင်းပြပြီးတဲ့နောက်ပိုင်းမှာလွန်ခဲ့သောနှစ်ပေါင်းမြောက်များစွာ4000လောက်တုန်းကအာနာရှင်နဲ့ယခုလက်ရှိခေတ်သစ်အာနာရှင်ကွာအောင်မှာအများကြီးကွာအောင်ဆိုတော့စဉ်းစားကြည့်လိုက်ရင်အင်မတန်မှကြောက်စရာကောင်းတယ်ဒါပေမဲ့အဲ့လောက်ထိကြောက်စရာကောင်းတဲ့အဲ့လောက်ထိစိုးရိမ်စရာကောင်းတဲ့ကြောက်စရာကောင်းတဲ့အမိတ်အာဏာကိုဖီဆန်တဲ့လူပုဂ္ဂိုလ်အာဂလူသားတွေရှိတယ်အဲ့ဒီလူသားနှစ်ယောက်ကဘယ်သူလဲဆိုတော့ရှီဖရနဲ့ပူဝါအမည်ရှိသောဟီဘဲဝန်ဆွဲမပေါ့နော်ထွမြောက်ရကျန်အခန်းကြီး1:15ရှီဖရနဲ့ပူဝါအမည်ရှိတဲ့ဒီဝန်ဆွဲမတွေကအဲ့ဒီအမိတ်အာဏာကိုလွန်ဆန်တယ်အပိုင်ငယ်ဆက်ခွန်မှာဘာကြောင့်လွန်ဆန်တယ်လဲဆိုတော့ဝန်ဆွဲမတို့သည်ဘုရားသခင်ကိုကြောက်ရွံ့၍အေဂုတ်တုရှင်ဘုရင်မိန့်တော်မူသည့်အတိုင်းမပြုယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏တဲ့ဘုရားသခင်ကိုကြောက်ရွံ့တဲ့အတွက်ကြောင့်ဝန်ဆွဲမတို့ကလောကီမှာလက်ရှိအင်မတန်မှအရှိန်အဝါကောင်းတဲ့အာနာရှင်ကြီးဖြစ်တဲ့အေဂုတ်တုရှင်ဘုရင်ရဲ့အမိန့်အမိန့်တော်မူသည့်အတိုင်းမပြုတဲ့အဲ့ဒီအမိန့်ကိုလွန်ဆန်ပြီးတော့ဟေဘဲကလေးတွေကိုအသက်ချမ်းသာပေးတယ်ယောက်ျားသားယောက်ျားလေးတွေချမ်းသာပေးတယ်ဒီအမျိုးသမီးနှစ်ယောက်နေရာမှာကျွန်တော်ဝင်ကြည့်တဲ့အခါမှာဒီဝန်ဆွဲမနှစ်ယောက်ရှီဖရာနဲ့ပူဝါဆိုတဲ့ဒီအမျိုးသမီးနှစ်ယောက်နေရာမှာဝင်ကြည့်တဲ့အခါမှာကျွန်တော်ပြန်စဉ်းစားကြည့်တဲ့အခါမှာကျွန်တော်ကိုယ်တိုင်သူတို့လူလှုပ်ရဲပါမလားလှုပ်နိုင်ပါမလားဒါကိုလွန်ဆန်ရဲမလားနိုင်ပါမလား
စဉ်းစားတဲ့အခါမှာမေးခွန်းတွေအများကြီးထွက်တယ်စဉ်းစားတဲ့အခါမှာကျွန်တော်ကြောက်တယ်ကျွန်တော်လုံနိုင်မှာမဟုတ်ဘူးဒါပေမဲ့ Facebook မိတ်ဆွေများဒီအမျိုးသမီးနှစ်ယောက်ရှီဖရနဲ့ပူအားကတော့ဖျားသခင်ကိုကြောက်ရွံ့သဖြင့်ဒီလောကီအာနာကိုလွန်ဆန်ပြီးတော့လောကီအာနာကိုဖီဆန်ပြီးတော့ဟေဘရူကလေးယောက်သားယောက်ျားလေးတွေကိုရှင်ခွင့်ပေးတယ်ဒီမျိုးသမီးယောက်ကဘာကိုရွေးတယ်လဲဖျားသခင်နဲ့လူသားကိုရှင်ကြည့်တဲ့အခါမှာလူရဲ့တကိုယ်လူရဲ့အစွမ်းစကိုရှင်ကြည့်တဲ့အခါမှာဘာပဲပြောပြောဖျားသခင်ကိုကြောက်ရွံ့ကြတယ်ပို၍ကြောက်ရွံ့တယ်အဲ့ဒီဖျားသခင်ကိုကြောက်ရွံ့ခြင်းဆိုတာကတခါတဲ့အရှင်ဝါနဲ့လာပြီးတော့ဖာရောဘုရင်တွေလို့အေဂုတ်တုဘုရင်တွေလို့အရှင်နဲ့လာပြီးတော့အင်းနဲ့အားနဲ့ချက်ချင်းလုံနိုင်တဲ့မျက်မြင်ဖျားတော့မဟုတ်ဘူးဒါပေမဲ့သူတို့ရဲ့အတွင်းစိတ်မှာသူတို့ရဲ့အတွင်းစိတ်မှာသူတို့ရဲ့စိတ်ထဲမှာစိတ်နှလုံးထဲမှာဖျားဆိုတဲ့အသည့်ကြောင့်ဒါကိုလွန်ဆိုင်ရတာဖြစ်တယ်ကျွန်တော်လည်းအဲ့ဒီအသည့်တော့ရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းရှိတယ်ဓမ္မမိတ်ဆွေများလည်းရှိပါတယ်အဲ့ဒီအသည့်ဒါပေမဲ့ရွေးချယ်စရာရှိတဲ့အခါမှာကျွန်တော်အများအချိန်ပေါင်းမြောက်များစွာလောကအာဏာကိုမသွေဖယ်ရဲဘူးမလွန်ဆန်ရဲဘူးဒါဖျားရဲ့အလိုတော်ပဲဖြစ်မှာပါဖျားကျမ်းစာကပြောတယ်မလားအာရှင်ဘုရင်တွေကိုဟလာအခွင့်အာဏာရှိတဲ့မင်းဆိုးအုပ်ဆိုးတွေကိုနာခံပါဆိုတော့ဒါလည်းဖျားရဲ့အလိုတော်ဖြစ်မှာပဲဆိုပြီးတော့ဒါဖျားထက်ဖျားအကြောင်းပြပြီးတော့လူတွေရဲ့မကောင်းမှုမှာပါဝင်ဖို့ပို့ပြီးတော့အစင်သင့်ဖြစ်နေတတ်ကြတယ်ဒါပေမဲ့ရှိဖရနဲ့ပူအားကတော့ဒါဖျားကိုပဲဖျားကိုပဲအာယုံစိုက်တယ်ဖျားကိုပဲမျက်မှောက်ပြုပြီးတော့လူသားကိုသူတို့ကတွေးဖေးတယ်လွန်ဆန်တယ်ဒုတိယအချက်ကကျွန်တော်တို့ရွေးချယ်စရာရှိတာကသေခြင်းတရားနဲ့ရှင်ခြင်းတရားဘယ်ဟာကိုရွေးမလဲပေါ့ဆိုတော့ဒီအာဂအမျိုးသမီးနှစ်ပါးကတော့ရှီဖရာနဲ့ပူအာကတော့အသက်ရှင်ခြင်းအသက်ရှိခြင်းဆိုတဲ့အရာကိုသူတို့ရွေးတယ်သေခြင်းဆိုတဲ့အရာကိုသူတို့ကမရွေးဘူးပြောချင်တာကလူတူတယောက်ရဲ့အခွင့်လူတူတယောက်ရဲ့ရနိုင်ခွင့်အရာတွေကိုသူတပ်ဖြတ်တဲ့အရာသူတို့ကမလုပ်ဘူးဒါပေမဲ့ဒီလူတွေရဲ့ရနိုင်မဲ့ရခွင့်ရှိတဲ့ဒီအခွင့်ဒါကိုသူတို့ကဖွင့်ပေးတယ်ဆိုတော့ဒီကျမ်းမှာပိုက်ဖတ်ကြည့်မယ်ဆိုရင်ရှီဖရာနဲ့ပိုအကြောင်းအရှိကြီးမပါဘူးဒါပေမဲ့သူတို့ကဲတင်ခဲ့တဲ့သူတို့ရှင်ခွင့်ပေးခဲ့တဲ့ယောက်ျားလေးသားယောက်ျားတွေအများကြီးကနောက်ပိုင်းမှာအင်မတန်မှများလာတယ်လွတ်မြောက်လာတယ်အဲ့ဒီထဲမှာအင်မတန်မှအရေးကြီးတဲ့ပုံကူတစ်ပါးဖြစ်တဲ့ Moses လည်းပါတယ်ပေါ့နော်မောရှိပါတယ်ဆိုတော့အသက်ကိုရွေးတယ်ရှင်ခြင်းကိုရွေးတယ်အနာဂတ်ကိုရွေးတယ်ဆိုတော့ဒီမနေ့ကျွန်တော်တို့စီးကိုဖောက်ရဲတဲ့အမိတ်အာဏာကိုဖောက်ထွက်ရဲတဲ့အာကအမျိုးသမီးရှီဖရာနဲ့ပူဝစီကနေကျွန်တော်တို့သင်ခန်းစာအများကြီးယူစရာရှိတယ်ယူကြရအောင်
အဲ့ဒီတတ္တိလဲရှိနိုင်အောင်အဲ့ဒီလိုရဲရဲနဲ့အစွမ်းအဲ့ဒီလိုရဲရဲနဲ့တတ္တိနဲ့ခွန်အားနဲ့ပြုတ်ရတဲ့အစွမ်းကျွန်တော်တို့စီမှာလဲရှိအောင်ကျွန်တော်ရဲ့မျက်မှောက်ပြုတဲ့အရာကျွန်တော်အာယုံပြုတဲ့အရာကျွန်တော်ရဲ့ဆုတောင်းချက်ဖြစ်ဖို့အတူတကွခွန်အားယူဖို့ဝေမျှခြင်းပါတယ်။နောက်ဗုဒ္ဓဟူးနေ့အတိုင်းဒီအချိန်မှာဆက်ပြီးတော့အပိုင်း3အာဂအမျိုးသမီးများအပိုင်း3ကိုကျွန်တော်ဆက်လက်ဝေမျှရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့မနေ့ဒီချိန်မြန်မာပြည်အရှိပိုင်းအတွက်တော့ညနေပိုင်းဖြစ်ပါမယ်ဒီချိန်မှာပြန်ဆုံရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်။